Hello အစကောင်းလာရှင်အားလုံးပဲ 21st pick ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် unbox လုပ်မဲ့ကားလေးတစ်စီးရှိတယ်အဲ့ဒီကားက FMS ကထုတ်ထားတဲ့ Water Crawler မျိုးစားလေးပဲထွက်ထားတာတော့1 year လောက်ရှိသွားပြီဒီကားကကျွန်တော်ကားတော့မဟုတ်ဘူးဝါနာရှင်ညီလေးတယောက်အတွက်ကျွန်တော်မှာလာပြီးတဲ့ကားအဲ့တော့ဒီညီလေးကဘာကြောင့်ဒီ model ကိုရွေးချယ်ခဲ့လဲဘာကြောင့်ဒီ FMS ကနောက်ဆုံးထွက်ထားတဲ့ SC80 Pro ကိုမရွေးဘဲနဲ့လွန်ခဲ့တဲ့1 year ကထုတ်ထားတဲ့ကားကိုရွေးခဲ့တယ်ဆိုတော့အကြောင်းလေးတွေကကျွန်တော်ဒီမှာထည့်ပြောပါမယ်ကျွန်တော်နဲ့စိတ်ကူးချင်းတိုက်ဆိုင်နေဆိုရင်တော့ကျွန်တော်ပြောတဲ့အချက်တွေအမှန်ကောင်းမှန်လိမ့်မယ်နောက်ဆုံးထွက်ထားတဲ့ FCH10 SC80 Pro နဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်ကထွက်ထားတဲ့ဒီကားနဲ့ကဘာလေးကွာသွားမလဲအဲ့တော့ဘယ်ဟာကိုရွေးချယ်တင်လဲဆိုတာဗီဒီယိုထဲမှာဆက်ကြည့်ပါအားလုံးပဲ let's go အခုမှစကထုတ်ခဲ့တဲ့ Water Crawler တွေမှာကျွန်တော်ကြိုက်မိတဲ့ကားတွေမှာလည်းပါတယ်ဒီကားမှာက body style ကနှစ်ခုပြောင်းလို့ရမယ် pick up ပုံစံနဲ့ကျွန်တော်တို့ဒီ wagon ပုံစံပြောင်းပြီးတော့မောင်းလို့ရမယ်အဲ့ body version နှစ်မျိုးရမှာပေါ့နော်ဒီကားက FMS ကလွန်ခဲ့တဲ့1 year ကျော်လောက်ပေါ့နော်လွန်ခဲ့တဲ့1 year လောက်ကထုတ်ခဲ့တဲ့ FCH10 K5 Blazer ပဲဖြစ်ပါတယ်ဒီမှာက body ကဒီမှာမြင်တဲ့အတိုင်းတော့ရမယ်အညိုရယ်လိမ်မော်ရယ်အနက်ရောင်ရပါမယ်အနက်ရောင်ကတော့အခုတို့နည်းနည်းလေးဝယ်ရခတ်ပါတယ်တရုတ်မှာဝယ်တဲ့ချင်းတဲ့အနက်ကစိုင်တိုင်းမှာဝယ်လို့မရပါဘူး FMS ကထုတ်ခဲ့တဲ့မှာ FCH10 K5 Blazer ကလည်း GM ရဲ့ officially licensed product ကိုလည်းဖြစ်ပါတယ် FCH10 SC80 Pro နဲ့ FCH10 K5 Blazer ရဲ့ပွားချချက်လေးတွေကိုကျွန်တော်ဗီဒီယိုမှာထည့်ပြောပါမယ် SC80 body ကိုကြိုက်တဲ့ hobby သမားတွေကတော့ SC80 Pro ရွေးမယ် Chevy ရဲ့ K5 Blazer body ကိုကြိုက်တဲ့လူတွေကတော့ K5 ကိုရွေးမယ်ဒါပေမဲ့အဲ့နှစ်ခုမှာဈေးနှုန်းအဖြစ်လည်းမတိမ်မြေးမယ်ဈေးနှုန်းအဖြစ်လည်းမတိမ်မြေးမယ်ဆိုတော့ဘာတွေကွာသွားမလဲဘယ်ချက်တွေက K5 Blazer ပိုတာမလဲဘယ်ချက်တွေက SC80 Pro ကဘယ်ပိုတာလဲဆိုတာစက်ကြည့်ပေးပါK5 Blazer ဘာရောက်ဖြစ်မလဲဆိုတော့အနက်ရောက်မှာမိုက်တယ်ကွာသူက body ကသူက body ကနှစ်မျိုးဖြစ်မယ်အဲကျွန်တော်ပြမယ်ဒီကောင်က body ကကျွန်တော်တို့ version နှစ်မျိုးနဲ့မောင်းလို့ရတယ် K5 Blazer မှာကဒီလိုမျိုး pick up နော်ဒါက pick up version မှာနောက်ကကျွန်တော်တို့ဒီကောင်လေးတက်လိုက်မယ်ဆိုရင်ဒါက wagon station wagon version ဖြစ်သွားပါပြီဒီမှာကသူရဲ့ robot ပါမယ်ဒါကဒီကောင်ကဘာအတွက်လဲဆိုတော့ဒီနောက်က wagon version အတွက်ဒီမှန်ပါမယ်မှန်သုံးချက်ပါမယ် sticker ပါမယ်ဒီကောင်ကသူ robot မှာဆင်ရမယ်မီဒီတွေဒီမှာမီဒီမောင်းလေးထည့်ပေးရမယ် electronic တော့မပါဘူးအဲ့တော့ဒီကောင်ကသူ့ရဲ့ဒီ wagon version ပြောင်းမှုအတွက် kit တွေပါအရင်မိုက်ပါတယ်ဒီ FMS က hard body မှာလည်း detailing လုပ်တာမိုက်တယ်အခုဒီ Lexus မှာလည်း detail လုပ်ထားတာတော်တော်မိုက်ပါတယ်အနက်ရောင်ကတော်တော်မိုက်တယ်ပဲတဲ့လားဟိုအပြင်မှာလည်းတော်တော်လှတယ်အနက်ရောင်ကိုကျွန်တော်ဒီလောက်ထိ elegant ဖြစ်နေမှလို့မထင်တာဘူးဒီမှာ door handle က chrome လေးတွေရောမှာဒီ chrome ပတ်ချလေးပေါ့နော်ဒီရှေ့ဗန်မန်နောက်ဗန်မန် chrome တွေဒီ body line တွေမှာ chrome တွေတုံးထားတယ်အရှေ့က gray ကလည်း chrome ပဲ okay ရှုပ်လာတော့တစ်ချက်အရင်မိုက်တယ်အနက်ရယ် chrome ရယ်ပေါင်းလိုက်တဲ့ဟာကတော်တော်မိုက်ပါလေ body clip ကဒီအောက်မှာ hidden body clip ပဲဒီမှာဒီမောင်းနေပဲဒီမောင်းနေဒီအောက်မှာဒီ clip ကရှင်းတစ်ခုနောက်တစ်ခုနဲ့ထိန်းထားတယ်ဟို SC80 ရဲ့မောင်းထက်ဆိုင်ကျွန်တော်ဒီကောင်ကပိုကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဖြုတ်ရတက်ရတော့နည်းနည်းတော့အလုပ်ရှုပ်တယ်ဒါပေမဲ့ပို့ပြီးတော့ body မြဲပါတယ်ဒီ headlight တွေ tail light တွေကို headlight တွေ tail light တွေကို power ပေးထားတဲ့ body magnet မောင်းနေဒီကနေပဲသူ power ပေးတယ်အဲ့တော့ကျိုးတွေမရှုပ်တော့ဘူး K5 Blazer မှာပါတဲ့ chassis page တောင်ဆက်ပြောပါမယ် wheelbase က3 to 4 mm ရှိမယ် chassis က 6 channel metal frame ကိုသုံးထားတယ် gearbox က low speed high speed ရမယ်
front differential lock rear differential lock ဖြစ်သွားမယ်နောက်ပါတဲ့ features တစ်ခုက SC80 Pro မှာတော့မထည့်ဝင်တဲ့ features ပါအဲ့ဒီကောင်ကဘာလဲဆိုတော့ dict function မှာလွန်ခဲ့တဲ့3နှစ်က SCA ကအဲ့ဒီ dict function ကိုသူ့ရဲ့ crawler မှာထည့်ပေးလိုက်တယ်အဲ့တော့အဲ့ဒီ dict function ကို reference ယူပြီးတော့ FMS ကသူ့ရဲ့ K5 laser မှာအဲ့ဒီ dict function ကိုထည့်ပေးလိုက်ပါတယ်အဲ့ဒီ dict function ကဘယ်လိုနေရာမှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့နေရာရန်ကျင်းတဲ့အချိန်မှာ crawler ရဲ့꿰တဲ့အချိန်ကျရင်အရင်နေရာရန်အခြေယူရတယ်အဲ့တော့ဒီ dict function ထည့်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့ကအရင်နေရာရန်နဲ့ type ဖြစ်တယ်ကျင်းတဲ့ချိန်ကျရင်ဒီအနောက်ဘက်တစ်ဘက်ကို dict lock ချပြီး꿰တဲ့ချိန်ကျရင် cornering ကအရန်နဲ့ speed ကအရန်ကျင်းတော့ပါတယ်တော်တော်အသုံးဝင်တဲ့ features ပါအဲ့တော့ SC80 Pro မှာကတော့ဒီ feature ကိုမထည့်ပေးလိုက်ပါဘူးဒီ skip plate ကဒီကောင်က metal နဲ့ဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့က metal cover တက်ချင်တယ်ဆိုရင်ဒီ front differential နဲ့ rear differential အောက်မှာပဲ cover လေးတက်ဆရာလို့ပဲဒီကောင်ကကျတော့ metal နဲ့ဖြစ်သွားပြီ front servo က ported servo အဲ့တော့ ported servo တွေကကျွန်တော်တို့ chassis servo ထက်စားလို့ရှိရင် ported servo တွေကပို့ပြီးတော့ flex ပို့ရပါတယ်အရှိမ folding အနောက်မှာ folding suspension ကိုသုံးရတယ် metal တွေနဲ့ပဲအဲ့တော့ဒီ drive shaft လေ drive shaft ကဒီညတီအလယ်မှာက plastic ဒီထိပ်မှာက metal တွေသုံးထားပြီးတယ် okay ဒီမှာက FMS 550 21 ton brush motor ကိုသုံးထားပြီးတယ်ဒါက ESC နဲ့ receiver နဲ့ 2-in-1 combine လုပ်ထားတဲ့ receiver ဒီဘက်မှာက front differential lock rear differential lock ပါမယ်ဒီမှာက gearbox ရဲ့ low speed high speed servo နောက်တစ်ခုကျတော့ဒီကောင်ကကျတော့ dict function အတွက်ထိုင်ထားပြီးတဲ့ servo အဲ့တော့ SC80 Pro တဲ့ပို့ချိုက်တဲ့နေရာမှာဒီချက်တွေလည်းပါပါတယ်ကျွန်တော်ခုနပြောသလိုပဲ K5 laser ရဲ့ body mount က SC80 နဲ့ SC80 Pro မှာပါတဲ့ mount ဆန်ကျွန်တော်ပို့ချိုက်ပါတယ်ဘာလို့လဲဆိုတော့ SC80 တို့ SC80 Pro တို့မှာပါတဲ့ body mount ကဖြုတ်ရတာတော့လွယ်တယ်တက်ရတာလည်းလွယ်တယ်ဒါပေမဲ့ on track မှာ mount တဲ့အချိန်ကျရင်အကျန်း mount တဲ့အချိန်ကျရင် body ပြုတ်ထွက်တတ်ပါတယ်အကောင် body အကောင် click ကမမြဲပါဘူး K5 laser မှာပါသွားတဲ့ဒီ body mount ကကြတော့ကျွန်တော်ပူကြိုက်တယ်တက်ရတာကအဲ့လိုလုံးမရှိဘူးဖြုတ်တဲ့အချိန်ကျရင်နည်းနည်းလေးဆွဲဖြုတ်ရတယ်အဲ့တစ်ချက်ပဲဒါ body ကပို့ပြီးတော့ strong ဖြစ်ပါတယ် okay ဒါပဲပြီးသွားပြီ okay ဒီ radio က K5 laser မှာထည့်ပေးတဲ့ radio channel က11 channel တော့ဖြစ်သွားပြီ radio master တွေနဲ့ကောင်းတယ်ဒီမှာ DMI switch လေးတွေဒီ DMI switch လေးတွေကကျွန်တော်တို့က drag rate တွေပါဒီကနေ setting ချိန်ရမှာပါကျွန်တော်တို့ power on ကြည့်ပါမယ်ကျွန်တော်ကတော့ပုံမှန်အတိုင်းကျွန်တော်3 cell library ကိုကျွန်တော်သုံးမယ်ဒါက low speed gear ဒါက high speed ဒါက front differential lock ချတာပဲအဲ့တော့front ကိုဖြုံမယ် rear ကိုချမယ်ဒါက front ကိုကျွန်တော်ဖြုတ်ထားပြီး rear ကိုကျွန်တော် differential lock ချတာပဲဒီက front wheel drive front wheel drive ရမယ် 4 wheel drive ရမယ်ဒီက dict function ဖြစ်သွားပြီ K5 laser မှာပါ dict function ကတော်တော်အသုံးဝင်တယ်ကျွန်တော်တို့ crawling သွားတဲ့အချိန်ကျရင်cornering ရန်ကျင်းတဲ့နေရာတွေမှာ K5 laser မှာပါတဲ့ဟာကိုကျွန်တော်သုံးလို့ရမယ်အဲ့တော့ဘယ်လိုသုံးလို့ရမလဲဆိုတော့ကျွန်တော်ဒီဘောက꿰ပြပါမယ် okay အဲ့ဆိုအခု K5 laser မှာပါတဲ့ dict function ကိုကျွန်တော်စမ်းသုံးကြည့်ပါမယ်ဒီကျွန်တော်အခုဘောင်းစင်းလုံးနေတဲ့ခုံဝိုင်းလေးပါပဲဒီကောင်ကိုကျွန်တော်စမ်းပြီးတော့꿰ကြည့်ပါမယ်အခုကျွန်တော် dict function ဖွင့်လာပြီdict function ကအရင်အသုံးဝင်နေဆိုတော့အဲ့ဒါပြောတာပါSC80 Pro မှာကျွန်တော် front wheel drive rear wheel drive 4 wheel drive ဖြစ်သွားတာပါနော် K5 laser မှာကျတော့ကျွန်တော်တို့ကဒါဆိုရင် dict function ဖွင့်လာတယ်ဒါဆိုရင် 4 wheel drive ဒါက front wheel drive ပါအဲ့တော့ rear wheel drive တော့မပါဘူး crawling မှာ front wheel drive ကအသုံးဝင်တယ် dict function အသုံးဝင်တယ် rear wheel drive ကကျတော့ bashing လုပ်တဲ့အချိန်ကျရင်တော့ rear wheel drive ကအသုံးဝင်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ opinion ပါအဲ့တော့FMS ကထုတ်ခဲ့တဲ့ one neck crawler မှာဝယ်ဖို့စဉ်းစားနေရဆိုရင် K5 laser ရဲ့ SC80 Pro ရဲ့ကဈေးနှုန်းကမသိမ်းမြေးမရှိပါတယ် SC80 Pro ကျတော့ brushless version ဖြစ်သွားမယ်ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာကတော့ body ကို SC80 ကြိုက်တယ်ဆိုတော့ SC80 Pro ကိုရွေးပါ
Chevy fan တွေကဆိုရင်တော့ K5 Blazer ကိုရွေးဖို့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့သူ့မှာပါတဲ့ features တွေက brushless ကကြတော့ကျွန်တော်တို့ upgrade လုပ်လို့လွယ်တယ် disk function ကို upgrade လုပ်ချင်တယ်ဆိုရင်လုပ်လို့မရဘူးမို့နော် disk function နဲ့လုပ်လို့ရတယ်ဒါပေမဲ့အရန်နဲ့ကုန်ကြစီများတော့ပါမယ် brushless motor တစ်လုံး upgrade လုပ်လိုက်တာကဘယ်တော့မှမရှိပါဘူးအဲ့တော့ Chevy fan တွေကဆိုရင်တော့ဒီကောင်ကိုရွေးဖို့ကျွန်တော် recommend ပေးချင်ပါတယ် okay အားလုံးပဲ see you guys